အားလုံးပဲမင်္ဂလာပါဒေါက်တာကောင်း channel မှာပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့လူအများကြားမှာအများအားဖြင့်အသိနောက်ကျပြီးကုသမှုနောက်ကျလေးရှိတဲ့ကင်ဆာရောဂါရဲ့အရေးကြီးတဲ့ရှေ့ပြေးလက္ခဏာများအကြောင်းကိုဆွေးနွေးတင်ပြပေးလိုက်ပါရစေကင်ဆာရောဂါဆိုတာလူခန္ဓာကိုယ်ရဲ့နေရာတနေရာမှာကလပ်စီဟုခေါ်သောဆဲလ်များအလွန်အမင်းထိမ့်မရအောင်ပွားလာသောရောဂါတစ်ခုဖြစ်ပါတယ်။ခန္ဓာကိုယ်နေရာအနှံ့ပြားမှာကင်ဆာရောဂါဖြစ်နိုင်တဲ့ရောဂါအခြေအနေမျိုးပေါင်း200ကျော်ရှိပါတယ်။တစ်ခုအကြံပြုချင်တာကကင်ဆာရှိပြီဆိုတာကိုသိတာနဲ့ကြောက်ရွံ့မနေပဲကင်ဆာကိုစောစောစီးစီးကုသပါကတချို့လူနာများမှာကင်ဆာရောဂါကိုအပြည့်အဝပျောက်ကင်းတယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီနေ့အစီအစဉ်မှာကင်ဆာရောဂါရဲ့အရေးကြီးတဲ့ရှေ့ပြေးလက္ခဏာများအကြောင်းကိုလူတိုင်းအတွက်အခြေခံကျန်းမာရေးဘူးတုဒအနေနဲ့သိရှိနိုင်ရန်ဆွေးနွေးတင်ပြပေးလိုက်ပါရစေ။ကင်ဆာရောဂါရဲ့အရေးကြီးတဲ့ပထမဆုံးရှေ့ပြေးလက္ခဏာတစ်ခုကတော့ခန္ဓာကိုယ်နေရာတနေရာမှနေ၍အလုံးသို့မဟုတ်အကျိတ်များပေါ်လာခြင်းပဲဖြစ်ပါတယ်။ဒါဟာဘာကြောင့်လဲဆိုရင်အစမှပြောခဲ့သလိုကင်ဆာရောဂါဟာခန္ဓာကိုယ်ရှိဆဲလ်များအလွန်အမင်းပွားများလာတဲ့ယောဂအခြေအနေဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာအသက်ဘိုးအလုံးအသက်ဘိုးအကျိတ်ပေါ်လာရခြင်းဖြစ်ပါတယ်။နံပါတ်1ရှေ့ပြေးလက္ခဏာကတော့ရေပြားပေါ်မှာအညိုမဲအကွက်များထိခိုက်ဒဏ်ရာမရှိဘဲပေါ်လာခြင်းပဲဖြစ်ပါတယ်။ဒီလိုယောဂလက္ခဏာမျိုးကိုလူကီမီးယားဟုခေါ်သောသွေးကင်ဆာနဲ့အသည်းကင်ဆာတွေမှာတွေ့ရတတ်ပါတယ်။နံပါတ်3ချက်ကတော့ကင်ဆာရောဂါလူနာတွေဟာအစားရှောင်ခြင်းသို့မဟုတ်လေ့ကျင့်ခန်းလုပ်ခြင်းတို့ကြောင့်မဟုတ်ဘဲကိုယ်လေးချိန်တိတာစွာကြာဆင်းသွားခြင်းဖြစ်ပါတယ်။ဒါဟာဘာကြောင့်လဲဆိုရင်ကင်ဆာရောဂါလူနာတွေဟာခန္ဓာကိုယ်တွင်ဇီဝဖြစ်စဉ်ပြောင်းလဲလာတဲ့အပြင်ကင်ဆာဆဲလ်များကခန္ဓာကိုယ်မှစားသုံးတဲ့အာဟာရများကိုစုပ်ယူ၍ကင်ဆာဆဲလ်များပွားများအောင်အသုံးချနေခြင်းကြောင့်ဖြစ်ပါတယ်။ဒါအပြင်ကင်ဆာရောဂါဟာလူကိုအစားတောက်ပြတ်စေခြင်းကြောင့်လည်းဖြစ်ပါတယ်။နံပါတ်5ချက်အနေနဲ့ကင်ဆာရောဂါရှိတဲ့လူနာတွေဟာအမြဲလိုပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ဒါဟာဘာကြောင့်လဲဆိုရင်ကင်ဆာဆဲလ်များဟာခန္ဓာကိုယ်ရဲ့စွမ်းအင်များကိုသုံးစွဲနေခြင်းကြောင့်ဖြစ်ပါတယ်။နံပါတ်6ချက်အနေနဲ့ကင်ဆာရောဂါလူနာတွေဟာစီးသွားတဲ့အခါဒါမှမဟုတ်ဝမ်းသွားတဲ့အခါမှာသွေးပါလာတတ်တာကိုတွေ့ရပါတယ်။စီးထဲမှာသွေးပါခဲ့တဲ့ဆိုရင်ကြောက်ကက်ကင်ဆာစီးလန်းချောင်းကင်ဆာနဲ့မျိုးသားတွေမှာဆိုရင်စီးကျိတ်ကင်ဆာတို့ဖြစ်နိုင်ပါတယ်။အကယ်၍ဝမ်းမှာသွေးပါလာတဲ့ဆိုရင်အစာအိမ်ကင်ဆာသို့မဟုတ်ဥမာကြီးကင်ဆာဖြစ်နိုင်ခြေများပါတယ်။နံပါတ်9အချက်ကတော့ကင်ဆာရောဂါလူနာတွေဟာညဘက်အိပ်တဲ့အခါမှာအလွန်အမင်းချွေးထွက်ခြင်းပဲဖြစ်ပါတယ်။ဒါဟာဘာကြောင့်လဲဆိုရင်ကင်ဆာရောဂါဟာလူခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်နဲ့ခုခံအားတွေကိုထိခိုက်စေတဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာအပူချိန်မြင့်တက်လာတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ယခုတင်ပြပေးလိုက်တာကကင်ဆာရောဂါရဲ့အရေးကြီးတဲ့ရှေ့ပြေးလက္ခဏာတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီရှေ့ပြေးလက္ခဏာတွေရှိတာနဲ့ကင်ဆာရောဂါရှိပြီလို့တထစ်ချပြောလို့မရပါဘူး။ကင်ဆာရောဂါရှိမရှိသိကြအောင်စနစ်တကျရောဂါရှာဖွေစမ်းသပ်မှုတွေပြုလုပ်ရပါတယ်။နံပါတ်1တက်ကြွနားလေတဲ့ဆရာဝန်မှစမ်းသပ်စစ်ဆေးခြင်းနံပါတ်2လိုအပ်တဲ့သွေးများစစ်ဆေးခြင်းနံပါတ်3အာထရာဆောင်းဓာတ်မှန် X-ray ဓာတ်မှန်နဲ့ CT MRI ဓာတ်မှန်တွေရိုက်ခြင်းနံပါတ်4အသားစားယူ၍စစ်ဆေးခြင်းတို့ပဲဖြစ်ပါတယ်။ဒီလိုနည်းလမ်းတွေနဲ့စနစ်တကျစစ်ဆေးမှသာကင်ဆာရောဂါရှိမရှိသေချာစွာသတ်မှတ်နိုင်မှာဖြစ်ပါတယ်။ကင်ဆာရောဂါကုသတဲ့နည်းလမ်းတွေရဲ့ပထမဆုံးတစ်ခုကတော့ကင်ဆာဆဲလ်များကိုခွဲစိတ်ကုသ၍အမြင့်ပြတ်အောင်ထုတ်ပစ်ခြင်းပဲဖြစ်ပါတယ်။ဒီလိုခွဲစိတ်ကုသတဲ့နေရာမှာကင်ဆာရောဂါဖြစ်ခြင်းကုသနိုင်ရင်အလွန်ကောင်းပါတယ်။ဒါမှသာကင်ဆာဆဲလ်များဟာခန္ဓာကိုယ်ရဲ့ခြားနေရာအစိတ်ပိုင်းများကိုမပြန့်နှံ့နိုင်မှာဖြစ်ပါတယ်။နံပါတ်2ကုသတဲ့နည်းလမ်းကတော့ခီမိုဟုခေါ်သောကင်ဆာဆေးသွင်းခြင်းသို့မဟုတ်တောက်ခြင်းပဲဖြစ်ပါတယ်။တချို့ခွဲစိတ်ထားတဲ့လူနာတွေမှာယောဂထပ်မဖြစ်အောင်ကင်ဆာဆေးသွင်းခြင်းလိုအပ်ပါတယ်။တချို့လူနာတွေမှာတော့ခွဲစိတ်မှုမလိုအပ်ဘဲကင်ဆာဆေးပဲသွင်းတာမျိုးလည်းရှိပါတယ်။
နံပါတ်3ကုသတဲ့နီလန်းကတော့ဓာတ်ရောင်ခြည်ပေး၍ကုသတဲ့နီလန်းပဲဖြစ်ပါတယ်ဒီလိုကုသတဲ့နီလန်းဟာကင်ဆာဆဲလ်များထပ်မပွားအောင်ကင်ဆာဆဲလ်တွေရဲ့အလဲဘိုမှာရှိတဲ့ DNA ကိုဖျက်ဆီးပြီးကုသတဲ့နီလန်းပဲဖြစ်ပါတယ်နံပါတ်4ချက်ကတော့ immunotherapy လို့ခေါ်တဲ့လူနာရဲ့ခုခံအားကိုပြန်လည်မြင့်တင်ပေးတဲ့ဆေးတွေနဲ့ကုသခြင်းပဲဖြစ်ပါတယ်ဒီလိုကုသခြင်းအပြင်ကင်ဆာရောဂါရှိတဲ့လူနာတွေမှာခုခံအားပြန်လည်မြင့်တက်လာပြီးကင်ဆာဆဲလ်များကိုပြန်လည်တိုက်ထုတ်နိုင်အောင်ပြုလုပ်ပေးတဲ့နည်းလမ်းဖြစ်ပါတယ်နံပါတ်5ချက်ကတော့ hormone therapy လို့ခေါ်တဲ့ဟော်မုန်းဆေးများပေး၍ကုသတဲ့နည်းလမ်းဖြစ်ပါတယ်အမျိုးသမီးတွေမှာအဖြစ်များတဲ့ရင်သားကင်ဆာနဲ့တိမ်ကောင်းကင်ဆာတွေအပြင်အမျိုးသားတွေမှာအဖြစ်များတဲ့စီးကျိတ်ကင်ဆာတွေမှာဟော်မုန်းဆေးတွေနဲ့ကုသပေးဖို့လိုအပ်ပါတယ်ယခုတင်ပြပေးလိုက်တာကတော့လူအများကြားမှာအသိနောက်ကျလေးရှိတဲ့ကင်ဆာရောဂါရဲ့အရေးကြီးတဲ့ရှေ့ပြေးလက္ခဏာတွေပဲဖြစ်ပါတယ်ကင်ဆာရောဂါနဲ့ပတ်သက်ပြီးထပ်မံသိလိုသူများကို comment မှာလာရောက်မေးမြန်းနိုင်ပါတယ်ဒီအစီအစဉ်ကိုအဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပျော်ရွှင်အေးချမ်းတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာ